မဲမင်္ဂလာပါရှင်ကျမတို့ရဲ့ Glow ခီးစဉ်လေးစပြီးတော့ထွက်လာပါပြီမနေ့2နာရီလောက်ကနေစပြီးတော့ပြင်ဆင်လိုက်တာ3နာရီမှတော့စထွက်ဖြစ်တယ်ပေါ့နော်မနေ့3နာရီဝေးလေးမှာပဲစပြီးတော့ထွက်လာခဲ့ကြပါတယ်ဒီတက်ကြွနေကြတော့ကလေးရလည်းနှခါနှိုးစရာမလိုပဲနဲ့ဦးထားလာကြမနေ့မိုးလင်းတော့146မိုင်နာရောက်တဲ့ခါကျတော့ကျမတို့မနေ့စားတယ်ပေါ်ပါသွားတယ်ပေါ့နော်ခဏနားတဲ့အချိန်လေးပါခဏနားတဲ့အချိန်လေးပါကျွန်တော်အမစဖီလေးတစ်ဖြတ်ပေါ့ရှင်ဗီဒီယိုလေးတစ်ဖြတ်ပါသမီးကတော့အောက်မှာမတက်လာသေးပါဘူးအရန်ကိုပျော်ရွှင်နေကြတော့ပေါ့နော်အနောက်မှာသမီးရဲ့ကျမရဲ့အမရဲ့ကျမရဲ့တူလေးရဲ့ကျမမျိုးသားရဲ့အမေကျမရဲ့ခုမလေးပါပါတယ်အမကြောင်ထိုင်ပြီးတော့သွားကြမယ်ပေါ့နော်အောက်မှာလည်းထုတ်တရားအကုန်အပြည့်ပဲဝေစားထုတ်တွေပါမှန်ခဲ့ရောအမလေးကျမသားမလေးအရန်နေကိုနော်အရန်နေပဲပေးကြတော့ပါလို့อ่ะညံလန်းနေတာညာ46မိုင်ကနေစပြီးပါနေတာညံလန်းပေါ်ရောက်နေပါပြီ146ကျော်လာပြီပေါ့နော်လက်ပိုင်းစပြီးတော့ထွက်လာခဲ့ရပါကျမှုတွေကိုခဏသာပြပြဖို့အတွက်ခီးလေးခဏထွက်လိုက်တာနေကိုပဲစိတ်ကရန် relax ဖြစ်နေပါပြီအဲ့အချိန်မှာဒီလိုရတယ်တော့မရဘူး莫就当呀你嘞，莫就。你好，这么多年了，这么个吧。အောင်ပတ်လန်းတွေကိုသွားတာဒါပထမအဆုံးချိန်ဆိုတော့နည်းနည်းတော့စိတ်လှုပ်ရှားပါတော့ဒါပေမဲ့အရှိကားတွေနောက်ကနေပဲအသာလေးလိုက်သွားပါတယ်သူ့ရဲ့တောင်ပတ်လန်းတွေခြေတဲ့တော့အဆင်ပြေပါတယ်2နာရီလောက်မှာတော့ကျမတို့ရေယာကိုရောက်တယ်ပေါ့နော်ရေယာမှာနာမည်ကြီးနေတဲ့ဘွားတော့စားတော့ဆက်ပေါ့နော်အမှကြက်တောက်ဆန်အရန်ကောင်းတယ်ဆိုပြီး review တွေကြည့်ထားပြီးတော့အမှကျွန်တော်သွားစားဖြစ်ခဲ့ပါလက်စားလိုက်တဲ့ဗီဒီယိုလေးတော့မရိုက်လိုက်ရအောင်ပေါ့နော်ဒါကတော့ရေမုန်ညင်းတုပ်ပဲကတိပါတုပ်ခရမ်းညင်ဒီပန်ထရီပြော်လေးကြက်တောက်ဆန်းစိတ်သား6ဖုန်းနဲ့င6ဖုန်းလေးနဲ့အောင်တက်ဖို့မရိုက်လိုက်ရအောင်ခလေးလေးကြက်တောက်ဆန်းအရန်ကြိုက်တော့ပဲနောက်တစ်ခေါက်တောင်ထပ်သွားစားဖြစ်သေးတယ်ဒါကတော့ကျွန်တော်တဲဟိုတယ်ကိုရောက်ပါပြီ Sky View Motel ပါအင်းပြင်ရွာမှာရှိပါတယ်ရှင်ဒါကတော့ကျွန်တော် family room လေးကိုယူထားတာပါ family room လေးကသူကလည်းတူတော်လေးကျေပါတယ်နေလို့လည်းစင်ပြေရဲ့မိုတရားစောက်ထားတာမကြသေးတဲ့အတွက်ကြောင့်တန့်ပြန်ပြီးတော့သင်ပြီးရေပေါ့နော်အမအေကူလာဆိုရင်မဖွင့်ရပါဘူးဂျာတူတူတွေသူကလည်းသူနေလို့ကောင်းပြီးအေးနေတဲ့အတွက်ကြောင့်အပြင်ကိုကြည့်ရတဲ့ရှုခင်းကလည်းတောင်တန်းလေးနဲ့ရာတူတူမောက်ရောက်သွားတဲ့အချိန်မှာตายရတဲ့အတွက်ကြောင့်အရန်ကို balance ဖြစ်တယ်ပြီးတော့ပရင်ပေါက်မှာလည်းချင်းလုံးတန်စကားလေးတက်ပြီးထားတဲ့အတွက်ပိုးကောင်ရင်းကောင်ချင်းကောင်ဘာမှဝင်လို့မရဘူးပေါ့နော်ပရင်ပေါက်လည်းအပြင်ပရင်ပေါက်ဖွင့်ထားလို့ရတယ်ချင်းလုံးစကားလေးတွေတက်ထားတဲ့အတွက်လေးဝင်လေးထွက်လေးတဲ့ကောင်းတယ်အပြင်ကြည့်ရတဲ့ရှုခင်းလေးကလည်းအရန်ကိုကြည့်လို့အရန်ကောင်းပါတယ်ရာတူတူตายရနေတဲ့အတွက်မို့လို့လားမသိဘူးပေါ့နော်အခန်းထဲမှာအကုန်လုံးသူကလည်းသူမိသားစုတဲမယ်ဆိုတဲ့အဆင်ပြေရဲ့ကျမတို့မနေ့3နာရီကနေထွက်လာရတဲ့နေ့ပဲ2နာရီမှာကလောရောက်တယ်ပေါ့နော်အခြားလူတွေအတွက်ကတော့ပုံမြန်မလားမသိပေမဲ့ကိုရီးယားတော့ပထမဆုံးဒီလန်ကီမောင်းတာဖြစ်တဲ့ကြောင့်ဖြည်းဖြည်းနဲ့မှန်မှန်လေးပဲသွားဖြစ်ပါတယ်အဲ့ချိန်တော့မှရောက်တယ်ပေါ့နော်အဲ့ချိန်မှရောက်တယ် AC လေးပဲသွားဖြစ်တယ်ဒါကတော့ကျမတို့ရဲ့ကလောဒါဟိုတယ်ကိုရောက်တဲ့အမောင်ဆုံးခီးစဉ်လေးတစ်ချက်ပါရှင်